သမီးမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါရှင်ဒါကပေါ့နော်ကျမတို့ဒါအေဒုခမျိုးတစ်မှာပေါ့နော်ဘိုးတိုင်းအေဒုခမျိုးတစ်မှာရောင်းတဲ့မြေခွက်လေးကိုမြေခွက်တစ်ခွက်ဝယ်ကားပေးသွားတာကဒါပုံဆောင်မျိုးနေရာမှာပေါ့နော်မဒီတပင်းဆိုလိုက်တာနော်ဝယ်သွားပြီးတော့အခုလိုမိုင်းဝယ်သွားပြီးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျမချမ်းသာပါစေဒီမှာဆိုတာမြေပြင်မှာလိုက်ကြည့်တယ်ပေါ့နော်လိုက်ပြီးတော့သူသဘောကျတယ်ကြိုက်တယ်ပေါ့နော်အဲ့ဘက်လေးယူရဲဆိုပြီးတော့ဒါ2ရက်ပေါ့နော်2ရက်15လနေရာနေဝင်သွားတာပါဒါကျမပိုင်တဲ့မြေလေးတွေကိုမြေပိုင်ဆိုင်မှုလည်းအမှန်ကန်ပါစေမြို့မြေပါမြို့မြေပါပေါ့နော်တင်ကုန်ခဲ့တဲ့နှစ်35နှစ်ရှိမြို့နေကြတာပေါ့နော်1990ရဲ့ဒေတာပါအဲ့မှာဆိုလို့ရှိရင်တိုင်းနေစေုံရှိတယ်ထန်းတန်းကျောင်းဝင်လန်းကျောင်းရှိတယ်ရပ်ကွက်က3ခုနဲ့ဖွဲ့စည်းတာပေါ့အချင်းတစ်ထောင်ပေါ့နော်ပြီးတော့လက်စစ်ဌာနတို့မိသက်ဌာနတို့အစုံရှိပါတယ်ရှင်မြို့မြေဆိုတဲ့အတိုင်းနဲ့မြို့ဒီဆောက်ပုံတိုင်းလေးကိုအကုန်လုံးစုံညီနဲ့ထည့်ထားပြတာပါမြို့တစ်တရားဆာယာစင်ကြီးအေးတဲ့ကလည်းအကြောင်းနဲ့နေမဲ့လူတွေရန်တဲ့တော်နေရာလေးပါရှင်ပြီးလို့ရှိရင်လည်းဒီပကိုးနဲ့ဒီမန်းလေးကိုသွားရင်လမ်းမရန်တဲ့ထဲကို10မိနစ်15မိနစ်ဝင်ရောက်ပါပြီရှင်မိုင်းရပြောမယ်ဆိုတော့4မိုင်4မိုင်ကိုဝင်ကျင်တော့ရှိပါမယ်ရှင်ဝေသွားကြပါဦးစားစားလည်းနိုင်ငံမှာလည်းခုလိုဝေသွားတဲ့အမှလည်းကျမဆန္ဒပါစေလူကဆန္ဒရပြပါစေဒီမကမိကိုလည်းအများကြီးပိုင်ဆိုင်နေပါစေလို့ဆုတောင်းတောင်းပါတယ်ကျေးဇူးပါကျေးဇူးပါ